ပိုင်း6ရက်စမှာဆိုရင်တော့အရှိုတွေကအသစ်ထွက်ပေါ်လာတဲ့ကန်ဂျူအကြောင်းစုံစမ်းရေးအဖွဲ့ကိုအစီရင်ခံခိုင်းနေတာကိုတွေ့ရပါတယ်။အဲဒီက0245ကိုရှင်းလင်းရေးလုပ်ငန်းတွေစတင်နေပြီဖြစ်ပြီးကန်ဂျူဝင်ရောက်မှုသတိပေးချက်ဟာလည်းတစ်မျိုးလုံးမှာထွက်ပေါ်နေခဲ့ပါပြီ။တပ်သားတွေဟာအန်ရနဲ့နီးကပ်နေတဲ့နေရာအနီးတစ်ဝိုက်မှာရှိနေတဲ့ပြည်သူတွေကိုအန်ရကင်းတဲ့နေရာစီကိုပြောင်းရွှေ့ပေးခဲ့ပါတယ်။အမြောက်တန်းညွန်ကြားရေးဌာနရဲ့အခြေအနေကရောဘလို့ရှိလဲလို့အရှိုတွေကမေးလိုက်တဲ့အခါမှာတော့အခုချိန်ဒီအကင်းဖြစ်ပွားရနေရာကိုမရောက်လာသေးဘူးလို့ဆိုပါတယ်။ JSDF ရဲ့ညွှန်ကြားချက်နဲ့အညီပြည်သူတွေကိုဘေးကင်းရာနေရာကိုရွှေ့ပြောင်းပေးခဲ့ပါပြီ။အဲဒီနောက်မှာတော့ JSDF တပ်ဖွဲ့ဝင်တွေဟာလီယွန်မောမှာတပ်ဆွဲထားခဲ့ပြီးတာဝန်ထမ်းဆောင်မှုအတွက်အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ဟွန်ဂျူဟာကနနာဝါတောင်ကြားကနေအရင်ဆုံးပေါ်လာခဲ့တာဖြစ်ပြီးအခုချိန်မှာတော့မြေအောက်ထဲမှာလှော်ရှားမှုပြုပြီးအရွယ်အစားပုံမှုကြီးထွားလာခဲ့ပြီဖြစ်ပါတယ်။အခုချိန်မှာဆိုရင်မျိုးဖွားမဲ့အဆင့်ကိုရောက်ရှိလို့နေပြီဖြစ်ပြီးအန်ရတွေကလည်းပုံမှုကြီးထွားလာခဲ့ပြီဖြစ်ပါတယ်။ဟွန်ဂျူပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့အနီးတစ်ဝိုက်မှာယိုဂျီတွေလည်းအများကြီးထွက်ပေါ်လို့လာခဲ့ပါတယ်။ဒါပေမဲ့တုတ်တင်ရှင်းလင်းရေးဧရိယာနဲ့ဘလောက်မှမဝေးတဲ့အတွက်ကြောင့်အထီးခိုက်အနည်းဆုံးနဲ့ရှင်းလင်းပြလို့ရပါတယ်။ဟွန်ဂျူကိုရှင်းလင်းဖို့အတွက်အရှိုတွေကကင်တွယ်သွားမှာဖြစ်ပြီးစနိုက်ပါသမားတွေကစန္ဒာလမ်းကြောင်းတစ်လျှောက်လုံးမှာရှိနေဖို့ညွှန်ကြားလိုက်ပြီးတော့ဒီ operation ကိုဆာဂါမီဟာယာ operation အဖြစ်သတ်မှတ်မယ်လို့အရှိုတွေကပြောလိုက်ပါတယ်။ကပ်ကာတို့ဟာလည်းသူတို့ရဲ့ပထမဆုံးမရှင်အတွက်စတင်ဖို့ထွက်ခါလာကြတာဖြစ်ပြီးရှလိုမီယာကတော့ကပ်ကာကိုကြည်ကကင်ဂျိုနံပါတ်8ဆိုတာကိုမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။အဲ့ချိန်မှာပဲကပ်ကာဟာကားတွေမူပြီးအန်ချင်လာတာကြောင့်တကားလုံးပြောင်းဆန်ကုန်ကြပါတယ်။မနက်4နာရီထိုးတဲ့အခါမှာတော့ကပ်ကာတို့ဟာအခန်းဖြစ်ပွားရာနေရာကိုရောက်သွားခဲ့ကြပြီးပြည်သူတွေကလုံခြုံတဲ့နေရာမှာရှိနေကြပြီဖြစ်ပါတယ်။သူတို့တိုက်ခိုက်နှိမ်နင်းရမယ့်ကန်ဂျူကြီးဟာမှုပုံတရံရှိပြီးအရန်ကိုအရွယ်စားကြီးမားလွန်လာပါတယ်။ operation အချင်းချုပ်ကိုဟိုရှိနာကပြောပြတဲ့အခါမှာဆိုရင်တော့ခေါင်းဆောင်အရှိုတွေကဟွန်ဂျိုကြီးနဲ့ရင်ဆိုင်တိုက်ခိုက်မှာဖြစ်ပြီးပြဿနာတစ်ခုကတော့အဲ့ဒီဟွန်ဂျိုကြီးဟာအချိန်နဲ့အမျှယိုဂျီတွေကိုထုတ်လုပ်ပေးနေတာပါဒီ operation မှာရေးပါတဲ့အဆောက်အုံတွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုတမင်သက်ဖယ်ရှားရှင်းလင်းပေးထားပြီးသူတို့အားလုံးရဲ့တာဝန်ကတော့ယိုဂျီတွေကိုဘယ်နေရာမှမသွားနိုင်အောင်တားဆီးတိုက်ခိုက်ဖို့ပါပဲဒီတိုက်ခိုက်မှုတွေကြောင့်ပတ်ဝန်းကျင်မှာထိခိုက်ပျက်စီးမှုတွေဟာငွေကြေးဘယ်လောက်ကုန်ကြမလဲဆိုတာပါထည့်သွင်းတွက်ချက်ရမှာဖြစ်ပြီးတော့အသစ်ဝင်လာတဲ့တပ်သားတွေဟာလည်းဒီနေရာမှာတာဝန်ချထားခြင်းကိုခံခဲ့ရပါတယ်သဘောကတော့သူတို့တွေဟာဌာနချုပ်ရဲ့နောက်ဆုံးခံတပ်ဖြစ်ပါတယ်လေ့ကျင့်ရေးမှာဘလောက်ပဲအမတ်တွေများထားပါစေဒီအမတ်တွေကသူတို့ရဲ့အသက်တွေကိုကယ်တင်ပေးမှာမဟုတ်ပဲစူးစမ်းမှသာအသက်အန္တရာယ်ကနေလွတ်ကင်းနိုင်မှာဖြစ်ပါတယ်ကပ်ကာပါဝင်တင်နန်းသားတွေအားလုံးဟာစိတ်သက်တွေတက်ကြနေခဲ့ကြပါတယ် GSDF အမြောက်တပ်ညွှန်ကြားရေးဦးစီးမှုဌာနကနေဆက်သွယ်လာခဲ့ပြီးတော့ပြည်သူတွေကိုကယ်ထုတ်ပေးမှုနဲ့ညွှန်ကြားရေးဌာနတည်ဆောက်မှုပြီးစီးသွားပြီဖြစ်ကြောင်းသတင်းပို့လာတဲ့အခါမှာတော့အရာအားလုံးပြီးစီးပြီးအစင်သစ်ဖြစ်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်အရှိုရီအနေနဲ့ပြမတ်စီကိုရောက်ဖို့အတွက်10မိနစ်ခန့်လိုနေသေးပြီးကပ်ကာကလည်းဒီနေရာမှာသူဟာအသုံးဝင်တဲ့လူတစ်ယောက်ဖြစ်ကြောင်းပြသဖို့အတွက်လိုအပ်နေခဲ့ပါတယ်အရှိခါဝါကကပ်ကာကိုသူတို့ရဲ့ပထမဆုံးမရှင်မှာအောင်မြင်အောင်လုပ်ကြတာဘောလို့ကြွေးကြော်လိုက်ပါတယ်တိတ်မကြခင်အချိန်မှာပဲသူတို့ရှိရာနေရာကိုယိုဂျီတွေရောက်လာခဲ့ကြပါပြီအရှိုရီဟာလည်းစနိုက်ပါပြစ်မဲ့နေရာကိုရဟတ်ရင်နဲ့ရောက်ရှိနေခဲ့ပြီဖြစ်ပြီးတော့အမြောက်တပ်ကလည်းကာကွယ်ရေးတပ်ဖွဲ့ကိုကိုညီပြီးတော့ကာပစ်ပေးနေခဲ့ပါတယ်စိတ်သက်တွက်ကြနေတဲ့ကပ်ကာဟာရှေ့ကိုအရန်ဆွတ်တိုးတဲ့အချိန်မှာပဲယိုဂျီတကောင်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတဲ့အတွက်အမိုက်ပုံးလေးကိုရောက်သွားခဲ့ပါတယ်အဲ့အချိန်မှာရှနိုမီယာကတိုက်ခိုက်ရေးစမ်းရေ1ပါဆန်းလောက်နဲ့အနောက်မှာပဲနေစမ်းလာလို့အော်ဆယ်လိုက်ပါတယ်ရှနိုမီယာကယိုဂျီတွေအကုန်လုံးကိုတပ်ပစ်ခဲ့ပေမဲ့မူမှန်တဲ့ထောက်လန်းမှုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်အပိုင်း F မှာဆိုရင်တော့ရီနိုကလည်းသူ့ရဲ့တနက်ထဲမှာအေးခဲသွားစေနိုင်တဲ့ကြီးတွေကိုထည့်ထားခဲ့တာဖြစ်ပြီးဒါကသူ့ရဲ့တိုက်ခိုက်မှုပုံစံနဲ့ပို့ပြီးတော့ကိုက်ညီတယ်လို့ပြောပြလိုက်ပါတယ်သူသားဒီလက်နက်နဲ့ပို့ပြီးတော့အကျွမ်းတက်ဝင်ဖြစ်သွားခဲ့မယ်ဆိုရင်ကိုင်ဂျူတွေကိုပို့ပြီးတော့တိုက်ခိုက်နိုင်လိမ့်မယ်လို့အရှိခါဝါကရေရွတ်နေခဲ့ပါတယ်တပ်ဖွဲ့ခေါင်းဆောင်နာဂန်နိုရှီမာကတော့အသစ်ဝင်လာတဲ့တပ်သားတွေရဲ့တိုက်ခိုက်စွမ်းရည်နဲ့အနိုင်ရလို့စိတ်ပြင်းပြမှုတွေကိုအတိမတ်ပြုနေခဲ့ပါပြီဟာရူချီနဲ့ AOI တို့ဟာလည်း UG ဘဏ္ဍကောင်အထိတပ်ပြီးပြီဆိုတာကိုတယောက်နဲ့တယောက်ပြိုင်ဆိုင်နေခဲ့ပါတယ်သူတို့နှစ်ယောက်ထဲမှာတယောက်ကလူဆိုးတိုက်ဖြစ်ပြီးတယောက်ကလူရိုးလူအိတ်တိုက်ဖြစ်တာကြောင့်ခေါင်းဆောင်ဖြစ်သူကတော့နှစ်ယောက်စလုံးကိုသဘောကျနေခဲ့ပါတယ်ဟိုရှိနာကတော့ဒီနေ့မှာလူတော်တွေကအနှဲငယ်ပဲရှိတယ်လို့ပြောပေမဲ့သူ့စကားကမမှန်ဘူးလို့ပဲထပ်ပြောလိုက်ပါတယ်တပ်သားတစ်တွေအားလုံးရဲ့ပြင်းပြတိုက်ခိုက်မှုလုံးကပြီးခဲ့တဲ့နှစ်တွေထက်အများဆုံးကိုရောက်ရှိနေခဲ့ပါတယ်ထိတ်ဆုံးကလူတော်တွေကအနောက်ကလူတွေအားလုံးကိုစူးစမ်းစေဖို့အတွက်တွန်းအားပေးနေတယ်လို့ဖြစ်နေပြီးအားလုံးကဒီလိုအလုပ်စူးစမ်းနေခဲ့ပေမဲ့ကပ်ကာကတော့ဘာတစ်ခုမှရည်ရမလို့ရသေးပါဘူးဒါကြောင့်သူလည်းသူ့ရဲ့ကိုယ်ပိုင်လက်နက်နဲ့တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီး UG တွေရဲ့အားအနည်းဆုံးနေရာကိုရှာဖွေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ကပ်ကာဟာ UG အလောင်းတစ်ခုကိုဓာတ်နဲ့ခွဲလိုက်ပြီးအစောသတ္တဝါကြီးရဲ့ခန္ဓာကိုယ်တိဆောက်ပုံတွေကိုလေ့လာနေတာကိုတွေ့ရပါတယ်သူတို့ဟာမှုံပုံစံကန်ဂျူတွေနဲ့တိဆောက်ပုံနဲ့ဆင်တူပေမဲ့ပင်မဦးတိုင်ကတော့ခါတိုင်းတွေ့နေကြနေရာမှာရှိမနေခဲ့ပါဘူးဒီအမြူတွေးကိုရှာဖွေရင်းနဲ့ပဲနောက်ဆုံးမှာတော့လေဘင်းအောင်နောင်ကရှိနေတယ်ဆိုတာကိုတွေ့လိုက်ရတဲ့အခါမှာဒီအကြောင်းကိုဒုကောင်းဆောင်ဟိုရှိနာကိုပြောပြလိုက်ပါတယ်ဒီ
ဒီနေရာကိုအပြင်ဘက်ကနေကြောက်သားတွေကကာကွယ်ပေးထားတာမို့တိုက်ခိုက်ရေးစွမ်းရည်အားနည်းတဲ့အရာရှိတွေကတော့ဘေးကနေပြစ်မှသာအဆင်ပြေနိုင်လိမ့်မယ်လို့ပြောပြခဲ့ပါတယ်နောက်ထပ်ထူးခြားတာတစ်ခုကတော့ယိုဂျီတွေရဲ့ခန္ဓာကိုယ်အနောက်ဘက်မှာရှိနေတဲ့အဖြူရောင်တံတန်တွေကနေမျိုးပွားအင်္ဂါတွေလည်းပါရှိနေတာကိုတွေ့ရပြီးအဲ့ဒါတွေကိုမဖြတ်စည်းလိုက်ဘူးဆိုရင်နောက်ထပ်ယိုဂျီတွေထပ်မံမျိုးပွားနေမှာပဲဖြစ်ပါတယ်ဟိုရှိနာကကဖ်ကာကိုတကယ်တော်တယ်လို့ချီးကျူးလိုက်ပြီးအိုခနိုဂျီကိုလည်းဒီအကြောင်းအခြားသူတွေစီမျှဝေပေးဖို့ပြောလိုက်ပါတယ်ဆက်လက်ပြီးတော့ကဖ်ကာကိုဒါတွေသိနေတာဟာအရင်လောက်ကပေးခဲ့တဲ့ဗဟုသုတရဆိုပေမဲ့သူ့ရဲ့ပင်ကိုစွမ်းရည်ကြောက်တာဒီလောက်စွမ်းဆောင်နိုင်တာပါလို့ထပ်မံချီးကျူးလိုက်ပါတယ်အဲ့အချိန်မှာပဲကဖ်ကာကသူ့ရဲ့ကာကွယ်ရေးတပ်ဖွဲ့ကိုကူညီလိုက်နိုင်ပြီဆိုပြီးစိတ်အေးသွားခဲ့ရပါတယ် GSDF ကြီးတပ်နဲ့လေတပ်ကစုခွာခွင့်တောင်းနေခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့ကတော့ဟွန်ဂျူရဲ့ခြေထောက်ကိုဥတီပြီးတော့တိုက်ခိုက်ကြမှာဖြစ်ပါတယ်ခေါင်းဆောင်အရှိုတွေကအားလုံးကိုတတ်နိုင်သမျှဟွန်ဂျူကိုနေရာမရွှေ့အောင်ထိန်းသိမ်းထားဖို့အတွက်မှာကြားလိုက်ပြီးသူမကတော့အထူးပြုလုပ်ထားတဲ့လက်နက်နဲ့ဟွန်ဂျူကြီးကိုပြစ်ခတ်တိုက်ခိုက်တော့မှာဖြစ်ပါတယ်သူမရဲ့အတွေးထဲမှာတော့ငငယ်တုန်းကကဖ်ကာပြောခဲ့တဲ့ဘသူကအကောင်းဆုံးလဲဆိုတာကိုကြည့်လိုက်ရအောင်ဆိုတဲ့စကားကိုပြန်လည်ကြားရောက်နေခဲ့တာဖြစ်ပါတယ်ပြီးတော့သူမဟာစွမ်းဆောင်ရည်အပြည့်ထည့်လိုက်ပြီးအထူးပြုလုပ်ထားတဲ့လက်နက်ကရိယာနဲ့ဟွန်ဂျူကိုတစ်ချက်တည်းပစ်ထည့်လိုက်ပါတယ်တိုက်ခိုက်ရေးစွမ်းအားထွက်ရှိမှုဟာ 96% အောင်ရောက်ရှိနေခဲ့ပြီးအားတွေကလည်းအလွန်ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ဟွန်ဂျူစီကိုရောက်ရှိသွားခဲ့ပြီးတော့တတ်တော်ကြီးရဲ့ခန္ဓာကိုယ်ကိုဖောက်ထွက်သွားခဲ့ပါတယ်ဒုတိယတစ်ချက်ပစ်လိုက်တဲ့အချိန်မှာတော့တတ်တော်ကြီးရဲ့ဦးခေါင်းကပြုတ်ထွက်သွားခဲ့ပေမဲ့သူ့ရဲ့အန်ဖြူသေးကတော့မပြတ်စည်းသေးပါဘူးတတိယအချိန်ထပ်ပစ်လိုက်တဲ့အချိန်မှာတော့တတ်တော်ကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာအစစ်စစ်အမော်မော်ပြတ်စီးသွားခဲ့ပါပြီသူမတိုက်ခိုက်နေပုံကိုအဝေးကနေကြည့်နေရင်းနဲ့ရမ်းမိုက်တာပဲလို့တွေးနေမိတဲ့အချိန်မှာပဲဟိုရှိနာကရောက်လာခဲ့ပြီးတော့သူမဘေးနားမှာနေနေတယ်ဆိုရင်သူမလိုမျိုးစွမ်းရှိမှရမှာနော်လို့ပြောလိုက်ပါတယ်အဲ့ဒါဆိုရင်ခင်ဗျားမရောဒီစွမ်းမျိုးရှိရလားလို့မေးလိုက်တဲ့အချိန်မှာတော့သူကောင်းဆောင်ကမရှိဘူးလေလို့ပြန်ပြောလိုက်ပါတယ်ဒါဟာလက်နက်တွေနဲ့တိတ်အကျန်းတဝင်မရှိတာမို့ဒီကောင်ကြီးကိုတိုက်ခိုက်ရမှာသူမတော့မတော်ပေမဲ့အကောင်သေးလေးတွေနဲ့ဆိုရင်တော့သူမထက်တာအောင်တိုက်ခိုက်နိုင်တယ်လို့ပြောပြနေခဲ့ပါတယ်အပြောနဲ့တွေမကသေးပဲသူကအလုံးနဲ့ပါတက်တည်ပြသွားခဲ့တာပါခေါင်းဆောင်နဲ့လက်ထောက်ခေါင်းဆောင်ဆိုတာအဖွဲ့တစ်ခုမှာစွမ်းအားအကြီးဆုံးသူတွေဖြစ်ကြပြီးတော့သူတို့ရဲ့တိုက်ခိုက်မှုပုံစံအရအထူးပြုလုပ်ထားတဲ့လက်နက်တွေပါထုတ်ပေးထားတာဖြစ်ပါတယ်။အကောင်ကြီးကိုရှင်းလင်းသွားပြီဆိုပေမဲ့တကယ်ပြဿနာကတော့အကောင်ကြီးကနေထုတ်လုပ်လိုက်တဲ့အကောင်သေးလေးတွေကအများကြီးပေါက်ဖွာလာတာပဲဖြစ်ပါတယ်။ဟွန်ဂျူတည်တော်တာနဲ့တပြိုင်နက်ယိုဂျီတွေကအများကြီးထွက်လာကြတော့မှာဖြစ်ပြီးတော့တပ်သားတွေအားလုံးကလည်းတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေကြပြီဖြစ်ပါတယ်။တပ်သားတွေအားလုံးရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေဟာလည်းအတော်လေးကိုကြာဆင်းနေပြီဖြစ်ပြီးတော့ဒါဟာသူတို့ရဲ့ပထမအဦးဆုံးမစ်ရှင်ဖြစ်တဲ့အတွက်ပင်ပန်းနေကြပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒါကိုတော့သူတို့ခက်ကြော်နိုင်ရင်သူတို့ဟာနောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်မှာဖြစ်တယ်လို့ဟိုရှိနာကဝေဖန်သုံးသပ်နေတာကိုတွေ့ရပါတယ်။အရာရှိတော်တော်များများဟာသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေဟာ20%နဲ့30%ထက်မကျော်နိုင်ပဲရပ်တန့်သွားကြပြီးအဲ့ဒီထဲကလူနည်းစုလောက်ပဲဒါတွေကိုဖျက်ကျော်နိုင်ပြီးတော့ခေါင်းဆောင်ဖြစ်လာနိုင်တာဖြစ်ပါတယ်။အခုလောလောဆယ်ဒီအဖွဲ့ထဲမှာအဲ့ဒီအဆင့်အထိရောက်နိုင်တာဆိုလို့ဟိုရှိနာတယောက်ထဲသာရှိနေပါတယ်။ဖရူဟာရှိဟာနီးပညာကောလိပ်မှာ9နှစ်လောက်အချိန်ပေးပြီးလေ့ကျင့်ခဲ့ရပေမဲ့အီရှီကာဝါကခဏလေးနဲ့တက်ကြမ်းသွားခဲ့တဲ့အတွက်အန်အောနေခဲ့ရပါတယ်ထို့သူ့ကိုမနာလိုလဲဖြစ်နေခဲ့တာပါနောက်ထပ်ယူတွေ Fortress အပိုင်းကိုရောက်လာကြပြီဆိုတာကိုထိန်းချုပ်ရေးအခန်းထဲကနေသတိပေးခဲ့ပြီးတော့သူတို့တွေပြန်ရောက်လာတဲ့အခါမှာရှေ့တန်းကိုတွားကြဖို့အတွက်အီချီကာဝါကပြောရင်းထွက်သွားခဲ့ပါတယ်တို့လာတဲ့လမ်းမှာတန်ရှင်းဝစ်ဆောင်တဲ့လူတစ်ယောက်ကိုရုတ်တရက်တွေ့လိုက်ရတဲ့အတွက်အန်အောသွားခဲ့ပြီးဒီနေရာကနေမြန်ထွက်သွားဖို့ပြောနေခဲ့ပေမဲ့ထို့သူကနောက်ကိုထည့်ပေးထားတဲ့မျိုးပွားအင်္ဂါကပြတ်စည်းသွားပြီလို့ပြောလာရင်ဒီဘက်ကိုလှည့်လာခဲ့ပါတယ်အဲ့ဒီချိန်မှာတော့သူသားတယောက်မဟုတ်ဘူးဆိုတာကိုအီချီကာဝါတို့သတိထားမိသွားခဲ့ကြပြီးအပိုင်း6လေးဟာလည်းဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ရပြီဖြစ်ပါတယ်